တငယ်ချင်းထပ်ပို့တဲ့အဆင့်တွေဖြစ်လာရင်တော့သူတို့ပြောတာပေါ့နော်အဲ့လိုတငယ်ချင်းတိုင်းလည်းအဲ့လိုမျိုးမဟုတ်အဲ့လိုတော့မဟုတ်ပါဘူးလူဆိုတော့လေတငယ်ချင်းရရှိမှာပဲလေယောက်ျားမင်းမဒါပေမဲ့အကုန်လုံးတော့မဟုတ်ပေမဲ့တချို့ဆိုရင်တော့ပြဿနာတွေတော့ရှိလာတာပေါ့ဟုတ်မြင်မှုပါတယ်မြင်မှုပါဒါကျွန်တော်တကယ်ချင်းနေရကိုကိုရာကိစ္စတွေဆိုလေးတယောက်နေမဟုတ်ဆိုမှာအဲ့ကြောင့်လုံးဝမဖြစ်နိုင်ပါဘူးကျွန်တော်ကိုချစ်တယ်ဆိုရင်ပဲရတယ်ကျွန်တော်ငယ်ချင်းလိုဘာလိုကတော့ဟုတ်တယ်ခုနပြောသလိုပဲမဝင်ဘူးကိုကကြိုက်ရင်ကြိုက်တယ်လို့ပဲဝင်တယ်ပြင်မလားအမေတဲ့ပဲ play လား play by play ပါဦး playground playground လေးမင်းလဲငါးညီမအောင်မထိနဲ့သူ့ကိုကြိုက်မဲ့လူမရှိရင်ငါဆောက်ရှောက်မင်းလဲမကြိုက်နဲ့ညီမလေးသွားမယ်ဒါခောက်ဆွဲတဲ့ပကံမရှိတော့ပါလားဒီပကံမရောက်သွားတာညိုတာညိုပေါ့နော်မေဖုန်းညိုရဲ့အကိုပေါ့ကိုအဲ့လိုမျိုးဘယ်လိုပြောမလဲအိမ်မှာဘာလို့မှမလုပ်ဒီတိုင်းပဲလုပ်ချင်တာလုပ်တဲ့အိမ်တုန်းကလည်းသူ့ကြည့်မရဘူးဒါပဲနောက်ဆုံးအဲ့လိုမျိုးမငယ်နဲ့တွေ့သွားတဲ့အချိန်မှာအဲ့လိုမျိုးပြောင်းလဲသွားတာပေါ့အဲ့လိုပုံစံလေးမငယ်အရင်ချစ်ပြီးတော့ယုံကြည်အားကိုးရတဲ့တာညိုပေါ့နော်တက်လိုက်ရတဲ့တာညိုပေါ့I want to go ပါငယ်ရကလေးတယောက်နေမဟုတ်ဆိုမှာအဲ့ကြောင့်လုံးဝမဖြစ်နိုင်ပါဘူးဒီမှာဆိုဟုတ်တယ်ဒီ character လုံးဝမလုပ်ဘူးအရင်အစ်စ်ပေါ့နော်ဖြစ်နေတယ်ဒါပေမဲ့ကိုပြဖြူးနိုင်တယ်မခိုင်ဝါတို့ကပြောတဲ့အချိန်မှာလောက်ကြည့်ကျင်တယ်ပြီးတော့ကိုကြီးနဲ့လည်းစုံကျင်တယ်ပေါ့နော်ထပ်ပြီးတော့ဒီတေးချာလေးပြောပြရတဲ့ကြောင့်မို့လို့ပြည့်တွက်ရမ်းခက်ခဲတော့မရှိခဲ့ပါဘူးလို့ဟုတ်စတော့ဒီလိုပဲပေါ့ပေါ်ပါဒီလိုရှိမယ်ဒါပေမဲ့အဲ့လိုမျိုး single mom တယောက်နဲ့ single mom တယောက်နဲ့ကြိုက်ရမယ်ဆိုတော့ကျွန်တော်တို့ဟိုဆန်းတယ်လေကိုလည်းမလုပ်ဘူးဆိုတော့စိတ်ဝင်စားပါတယ်ပြီးတော့အကိုတွေနဲ့လည်းအကုန်လုံးလှုပ်လှုပ်ချင်တဲ့အတွက်ပါဝင်ဖြစ်တာပါအမှတ်တရတော့ရှိပါဒါပေမဲ့ပထမဆုံးအရန်စိမ့်နေသေးတော့เนาะမျိုးတော့ဖြစ်တယ်ပထမဆုံးစပြီးတော့မိတ်ဆက်ရတာပေါ့တယောက်နဲ့ဟုတ်တယ်စရိုက်ပြီးမိတ်ဆက်ပြီးရတယ်စရိုက်တဲ့စင်ကယူလိုက်ပြီးရဲ့ရှေ့ရဟာရနောက်မှရိုက်တာအဲ့တော့ယူကတော့net တစ်မျိုးတော့ဖြစ်နေယူပြီးတော့မှရိုက်ပြီးတော့မှဘလို့ဆိုပြီးမိတ်ဆက်ချစ်ရမှာဆိုတော့လေเนาะဟုတ်တယ်အဲ့တော့နည်းနည်းဒါပေမဲ့ဟိုချစ်ရတာလည်းနောက်မှရိုက်တော့လေအဆင်ပြေပါတယ်နော်ပုံမှန်ဆိုရင်တော့ဒါပို့ပါချစ်ကားလို့ပဲထင်လိမ့်မယ်ထဲထဲမှာတော့အများကြီးပဲတကယ်တော့လေအဲ့လိုမျိုးရီရမယ်ငိုရမယ်ဟိုဘာဘယ်လိုခေါ်မလဲအမရတာတွေဖြစ်မယ်အဲ့လိုမျိုးအများကြီးပေါ့နော်အရင်ဟို feeling မျိုးစုံရမှာပါနော်လူကတော့အမျိုးမျိုးပေါ့နော်တဖြည်းဖြည်းနဲ့ဒီလွန်ခဲ့တဲ့စနေကအမြင်နေနဲ့အခုစနေလည်းမတူတော့ဘူးပေါ့နော်အမြင်တွေကမတူပေမဲ့တကယ်တမ်းကျတော့ခုနလိုပဲဖြစ်သွားတယ်ဘာမှမမြင်တော့ဘူးအထဲမှာတော့ဗောနော်အဲ့ဒါကိုကျွန်တော်ကြတော့လေဒီလိုမျိုးဘလို့နေဘလို့ပဲမြင်ပြောင်းမိဘကြတော့လေတိတ်လက်ခံခြင်းတဲ့ပုံစံမဖြစ်နေဘူးဗောနော်ဇလန်ထဲမှာအဲ့ဒါကိုကျွန်တော်ကရှေ့ကနေဘာမှရက်ပေးရတယ်ဒီပြေးကြတော့လေဟိုဒီပုံမှာလိုက်ပြီးတော့ပြောင်းလဲပေးရစူးစမ်းရတယ်ပေါ့နိစူးစမ်းရတယ်ပြောင်းခုနလိုစူးစမ်းရတယ်သူဟိုပြင်ဆင်ရတာရှိရပေါ့နော်အဲ့တော့နှစ်ယောက်လုံးအတွက်အဆင်ပြေပါတယ် challenge လည်းဖြစ်ပါတယ်ဟုတ် trailer မှာတော့တော်တော်များများတော့ရုပ်လုံးပေါ်နေပါပြီဟိုနေုံနဲ့ဖုန်းညိုနဲ့ Hazel နဲ့အဲ့လိုမျိုးကိစ္စတွေကရှိတယ်ပေါ့လေရှိရပေါ့ဒီလိုမျိုးတော့ဟုတ်ရင်လည်းဟုတ်မယ်ဒီလိုမျိုးဟာလည်းရှိရဆိုတော့လူတွေလည်းကိုငယ်ဘဝဒီဆယ်ကျော်သက်ဘဝဟာတွေအကုန်လုံး relate လုပ်ပြီးတော့ဝင်ပြီးခံစားလို့ရမယ်ကားကောင်းလေးတကားလို့တော့မြင်ပါတယ်အချစ်ဆိုတာအရင်စမ်းကြည့်တယ်အဲ့တော့ချစ်တတ်တဲ့သူတိုင်းကပြစ်မရှိပါဘူးလို့အဲ့တော့အဲ့ဒါမျိုးပြောချက်ပါတယ်ဟုတ်တယ်အဲ့ဒါမျိုးပြည့်စုံပါပြီနော်အဲ့လိုမျိုးဟောလေးအမြင်အောင်အဲ့လိုပဲလားဘာမေးလိုက်တာလဲခုနချစ်ဟောချစ်တယ်ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့ဘိုင်းကတော့ယူရှင်ပါတယ်ဟိုဘက်ဘိုင်းကျတော့အဲ့လိုပေါ့ရှုပ်ထွေးတာပေါ့လေနည်းနည်းပါပြည့်မလားအဲ့လိုတချို့ဟာတွေကအရန်နီးလုံးရင်မမြင်တော့တဲ့ဟာတွေမှတဖြည်းဖြည်းဝေးလာမှမြင်လာတဲ့ချစ်တွေလည်းပါပါတယ်ဒီကျမှာလူတိုင်းတော့မဟုတ်ပါမိန်းကလေးချင်းလည်းတည်တယ်ယောက်ျားလေးချင်းလည်းတည်တယ်အဲ့လိုတငယ်ချင်းထပ်ပို့တဲ့အဆင့်တွေဖြစ်လာရင်တော့သူတို့ပြောတာပေါ့နော်အဲ့လိုတငယ်ချင်းတိုင်းလည်းအဲ့လိုမျိုးအဲ့လိုတော့မဟုတ်ပါဘူးလူဆိုတော့လေတငယ်ချင်းရရှိမှာပဲလေယောက်ျားမင်းမဒါပေမဲ့အကုန်လုံးတော့မဟုတ်ပေမဲ့တချို့ဆိုရင်တော့ပြဿနာတွေတော့ရှိလာတာပေါ့ဟုတ်မြင်မှုပါတယ်မြင်မှုပါဒါကျွန်တော်တကယ်ချင်းနေရကိုရာကိစ္စတွေဆိုတကယ်
ယ်ချင်းတွေထဲမှာတော့တစ်ချက်အကယ်တော့မြင်မှုပါတယ်ဒါပါ ကိုယ်တိုင်လက်ခံတာ ဘာအကြောင်းမတက်ဘူးเนาะအဲ့နေရနော်ကိုရိုင်းအစ်စေးပဲကိုရိုင်းအစ်စေးပါပဲเนาะလာပဲပလေးသွားကြ ဟုတ်တယ်ကိုယ်တိုင်ကတော့တကယ်ချင်းတွေပါတယ်ဟောမဖြစ်ဘူးကိုကတော့ကြိုက်ရင်ကြိုက်တဲ့တိုင်းပဲဝင်တာပဲတကယ်ချင်းလို့ဘာလို့ဟိုလိုဒီလိုမဝင်ဘူးဘယ်သူမှအဲ့လိုပေါ့နော်ဟိုတကယ်ချင်းလို့ဘာလို့ကတော့ဟုတ်တယ်ခုနပြောသလိုပဲမဝင်ဘူးကိုကကြိုက်ရင်ကြိုက်တယ်လို့ပဲဝင်တယ်ပြရမလားအမေတဲ့ပဲ play လား play point play ပါဦး playground playground လေးထဲလို့ပါဟုတ်တယ် playground လေးတွေမှာရုပ်လေးကိုကြည့်ပြီးတော့အဲ့လိုမျိုးလေးဂလာ play ပါကြ မတရားဖြစ်ပါတယ်ဟိုလိုကိုနေထုတ်ကလည်းဟိုလိုကြီးရအရေးသူနဲ့နှစ်ယောက်တည်းစင်းနေဆိုရင်လို့ကြီးနေရများရပေါ့နော်အကုန်လုံးပါပဲပြင်းနေတာတိတ်ပြီးတော့တိတ်ကြီးရတာမရှိဘူးဘာလို့ဆိုတော့ဟိုလိုမျိုးစင်းနေအဲ fight ရတဲ့စင်းနေပါတော့လေအမေနဲ့အဲ့လိုမျိုးဟာ ပိုက်ရတယ် ဟုတ်တယ် ပြည့်တော့ဟုတ်လားဘယ်လိုမတရားလေးရနိုင်လဲဒီကားလေးကလူငယ်တွေပဲ ဟုတ်အဓိကဒီလူငယ်တွေပဲအားလုံးရိုက်တော့ပုံပါဖြစ်တယ်ပြီးတော့တကယ်ချင်းနေပေါ့နော်တကယ်ချင်းတွေဖြစ်သွားတယ်ဆိုတော့ကြောင့်ဘလို့ stress တွေပါတော့မရှိနေဘူးဒီကရိုက်ပြီးတဲ့အချိန်မှာလည်းအားလုံးခင်မင်းဆိုပြောရှင်ပါအခုဆိုလို့ရှိရင်လည်းသူနဲ့အဓိကဆုံရတဲ့အချိန်မှာသူနဲ့လည်းအခုခင်သွားရပေါ့နော်ဟီဟာဖြစ်သွားဘူးအဲ့လိုမျိုးပါဟီဟာလေးပေါ့ကျွန်တော်တို့ပေါ့နော်မီ31 series တွေကိုဒီ BBTV နဲ့ဒီ M channel မှာဒီ17ရက်နေ့ကနေစပြီးတော့စနေတနင်္ဂနွေတိုင်းကြည့်ရှုလို့ရပါပြီအဲ့တော့အားလုံးပဲရပါအားလုံးပဲတူတူအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်လို့နော်ပါဝင်တဲ့တစ်ဖွဲ့သားအားလုံးစူးစမ်းပန်းစားနဲ့လိုက်ထားပါတယ်လို့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်